ကိုလုတ်ပြီးရင်စိတ်ပူနေရတဲ့အလုပ်ဆိုရင်မကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်နော်တော့လှုပ်လိုက်တယ်လှုပ်ပြီးရင်စိတ်ပူရနောက်ဆုံးမှာလူတော်လူကောင်းတယောက်ကပွဲရမှာတခုလှုပ်လိုက်တယ်လူသိမှဆိုးတယ်စိတ်ပူတယ်သူမဟုတ်တာလှုပ်ထားတာတွေကိုလူသိမှဆိုးတယ်လူကြီးတွေသိမှဆိုးတယ်မိဘတွေသိမှဆိုးတယ်ဆွေမျိုးတွေသိမှဆိုးတယ်အဲ့ဒါစိတ်ပူရတဲ့အလုပ်တွေအဲ့တော့စိတ်ပူရတဲ့အလုပ်တွေရှိတယ်လို့စိတ်မပူရတဲ့အလုပ်တွေလည်းရှိကောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတာစိတ်ပူစရာဘာတစ်ခုမှမရှိဘူးလောကမှာကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာဟာလူအတိုင်းဝိုင်းထဲမှာလူတော်လူကောင်းတွေလုပ်တဲ့အလုပ်တွေဟာစိတ်ပူစရာမရှိတဲ့အလုပ်တွေလူကြားထဲမှာဒီအလုပ်ဟာပိုးရှုကွယ်ရှုလုပ်ရတဲ့အလုပ်မဟုတ်ဘဲနဲ့လူဘဝမှာဂုဏ်ရှိတည်ရှိဘယ်သူမှလည်းထိခိုက်မှုမရှိကိုယ်လည်းထိခိုက်မှုမရှိသူတော်ဘာကိုလည်းထိခိုက်မှုမရှိဘယ်သူကမှထိခိုက်မှုမရှိတဲ့အလုပ်မျိုးလုပ်ခြင်းအဖြစ်ကိုယ်ကိုပြစ်တင်မဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဆွဆွဲမဲ့ပုဂ္ဂိုလ်လည်းမရှိဘူးပြစ်ဒဏ်ချမဲ့ပုဂ္ဂိုလ်လည်းမရှိဘူးလို့ဆိုတဲ့အလုပ်မျိုးဟာဒါမြတ်စွာဘုရားကောင်းတဲ့အလုပ်လို့ဒီလိုသတ်မှတ်တယ်